ကိုကအသက်ကြီးတယ်ဆိုပေမဲ့အရန်ချောတာပဲအရန်လဲကြည့်လို့ကောင်းတယ်နော် ညီမလေးကအခု့ကိုသဘောကျနေပြီဆိုတော့ ဒီရေလေးတမတော်ကြီးကတငယ်ချင်းတွေဒီနေ့တော့ဒီမှာ ဖျားပါပါအဲ့ယူယူပြရပြီတူညီ